ကုန်ဆုံးခဲ့တဲ့ရက်သက်တစ်ပတ်အတွင်းမှာနိုင်ငံတကာအရေးကြီးတဲ့ကိစ္စတစ်ခုကတော့ Shangri-La Dialogue လို့ခေါ်တဲ့အာရှပစိဖိတ်နိုင်ငံတွေရဲ့ Defense and Security ဆွေးနွေးပွဲကျင်းပခဲ့တာဖြစ်ပါတယ်။အဲဒီဆွေးနွေးပွဲဟာလုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲလို့ဆိုပေမဲ့ဒီအာရှပစိဖိတ်ဒေသအတွက်လုံခြုံရေးကာကွယ်ရေးဆိုင်ရာကောင်းမွန်တဲ့အလားအလာတစုံတရာပေါ်ထွက်ခဲ့ခြင်းမရှိဘူးလို့ပြောမှာဖြစ်ပါတယ်။ American သမ္မတ Donald Trump နဲ့တရုတ်သမ္မတ Xi Jinping တို့ဒီမတိုင်ခင်တွေ့ခဲ့တဲ့ဆွေးနွေးပွဲတုန်းကတော့နိုင်ငံတင်းမာမှုကိုနည်းနည်းရောပါအောင်သူတို့လုပ်ပြခဲ့ကြပေမဲ့သူတို့ရဲ့လှုပ်ဆောင်မှုဟာလည်းပဲဒါ delicate detente သိပ်ပြီးတော့ပါလွှာတဲ့ရောပါရေးတာဖြစ်တယ်တင်းမာမှုကတော့ဆက်လက်ရှိနေစေဆိုပြီးပညာရှင်တွေကသုံးသပ်ကြပါတယ်အခုသူရဲ့ကာကွယ်ရေးဝန်ကြီး Pete Hegseth ကအသုံးစိတ်ကာကွယ်ရေးအသုံးစိတ်တိုးမြှင့်ကြလို့ပြောလိုက်တဲ့ကိစ္စကြတော့အဲ့ဒီပါလွှာတဲ့ပြည်လည်မှုကတော့မှပြန်ပြီးတော့ဖြစ်စီပြီးတော့တင်းလိုက်တဲ့သဘောလို့ပြောမှဖြစ်ပါတယ်ဒါကြောင့်လည်းပဲဒီနေ့ကအမေရိကန်ကိုအကူနေခဲ့ကြတဲ့ဂျပန်တို့တောင်ကိုရီးယားတို့ဖိလစ်ပိုင်စတဲ့နိုင်ငံတွေဟာသူတို့အကြမ်းမှရှိခဲ့တဲ့အငင်းပွားစရာတွေကိုတော့မှမေ့ဖြောက်ပြီးတော့ဒါကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းလာနေကြတာကိုတွေ့ရပါတယ်။အဲဒီချိန်ထဲမှာပဲ February လမကုန်ခင်ကတည်းကစတင်ခဲ့တဲ့အီရန်စစ်ပွဲကတော့ပြီးဆုံးမဲ့အလားအလာတစုံတရာမတွေ့ရသေးပါဘူး။ခဏခဏအပြည့်အစရေးဟာဆက်လက်ပြီးတော့ရှိနေသေးဖြစ်ပါတယ်။သမ္မတ Donald Trump ကတော့ဒီကိစ္စမှာပြည်လည်မှုရရှိတော့မယ်ဒါပေမဲ့သိမလောကြတဲ့လည်းပြောပြပါတယ်သူကလည်းပဲသဘောတူညီမှုတွေအစ္စရေးဆိုပြထားပေမဲ့ဒါကိုအတိမပြုရသေးဘူးလို့ဆိုပါတယ်သူနေ့ကျတော့ပဲအီရန်ဘက်ကလည်းအဓိကကောင်းဆောင်ကြီးဆိုသူကဒီကိစ္စကိုအတိမပြုသေးဘူးလို့ဆိုပါတယ်တကယ်တော့ဒီစစ်ပွဲမှာအဓိကအမေရိကန်ရွေခဲ့တာကတော့အမေရိကန်နဲ့အစ္စရေးတို့ရွေခဲ့တာကတော့အီရန်နိုင်ငံဟာနျူကလ িয়ার ကင်းမဲ့ပြီးတော့ဒေသတွင်းမှာသူရဲ့ဒါလက်ပါစီအဖွဲ့အစည်းတွေကိုဩဇာထွန်းမိုးပြီးတော့အာဏာတည်ဆောက်နေတာကိုခြုံငင်းအောင်လုပ်ဖို့သာဖြစ်ပါတယ်။ဒါပေမဲ့အခုဒီစစ်ပွဲဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ဟောမှုစီလေကြားပြန်လဲမဖွင့်ရှင်းနိုင်တဲ့ကိစ္စဟာလည်းပဲအင်မတန်အရေးကြီးတဲ့ကိစ္စတည်းဖြစ်လာတဲ့အတွက်ကြောင့်ပြဿနာကပုံမှုဆုံထွေးလာတယ်လို့ပြောမှာဖြစ်ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသတင်းအနေနဲ့ကတော့ဦးမင်းအောင်လှိုင်ဟာသမ္မတအနေနဲ့အိန္ဒိယနိုင်ငံကိုသွားရောက်နေပါတယ်အဓိကဆွေးနွေးမယ့်ကိစ္စကတော့ကုန်သွယ်ရေးနဲ့လုံခြုံရေးလို့သိရပါတယ်အိန္ဒိယရဲ့အပြောကတော့ဒါမြန်မာနိုင်ငံဟာတရုတ်ရဲ့လွှမ်းမိုးမှုလက်အောက်ကဖြစ်နေသမျှသူတို့ဒါကဲထုတ်ဖို့ဒါထိန်းကိုဖို့ကြိုးစားတဲ့သဘောဖြစ်တယ်လို့အပြည့်အစုံပြောနေကြဖြစ်ပါတယ်ဒါပေမဲ့ဒီခီးစဉ်ဟာစစ်တပ်ကြောရနှုတ်ခွန်ပြုထားတဲ့သမ္မတဦးမင်းအောင်လှိုင်ရဲ့အစိုးရကို international legitimacy ရရှိစေဖို့အတွက်အင်တန်ပြင်းထန်တဲ့တွန်းအားပေးလိုက်ခြင်းဖြစ်တယ်လို့ပြောမှာဖြစ်ပါတယ်။ဒါကြောင့်ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေလူခွေးသမားတွေကတော့အိန္ဒိယနိုင်ငံကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြပါလေခင်ဗျာ။